32လက်မပါ32လက်မကို9,500,000 Smart Android TV ဒီက85လက်မ2U 45,500,000ပါရုပ်ထက်က 4K share ကြီးပါဒီဘက်က T2 32လက်မကို5,300,000ပါဒါက brand လုံးစကန်မေးတဲ့အကိုတွေ Samsung NU8090 model အမြင့်မှာ18,500,000ပါ Samsung brand အမှန်ကန်အစစ်ကြီးပါနောက်တစ်ခါ Samsung ဒီဘက်ကကျွန်တော်တို့ဒါက85လက်မပါ Samsung 85လက်မအမှန်ကန်လုံး Samsung အစစ်ဈေးနှုန်းက39,500,000ပါ85လက်မ Samsung 4K ပါနောက်ဒီဘက်က Hockey design နဲ့43လက်မဘောင်ပြောင်းရုပ်ထက်က share အလံအမကန်တစ်နှစ်ပါတဲ့လုံး43လက်မကို14,500,000ပါဒီဘက်ကနောက်တစ်မျိုးဒီကောင်က43ဘောင်ပြောက် Smart Android T2 ပဲသူကတော့12သိန်းပါ43မှာမှ2မျိုးရွေးချယ်ပြီးဝယ်ယူလို့ရတယ်ဒီဘက်ကဒါတွေကတော့ကျွန်တော်တို့ဒီကလည်း14,500,000အစ်စ်ပဲ43လက်မ43လက်မဘောင်ပြောက်ထဲမှာမှဈေးနှုန်း2မျိုးရှိတယ်14,500,000နဲ့တစ်မျိုးရှိမယ်ဟိုဘက်ကကျွန်တော်တို့12သိန်းနဲ့တစ်မျိုးရှိတယ်အကုန်လုံးကအတူတူပဲပေါင်ပြောက်နေယူတွေကြီးပဲအားလုံးဘူးဖို့ပါကင်နေကြီးပဲဗျเนาะကိုပါကို14,500,000နဲ့ယူမလား12သိန်းနဲ့ယူမလားရွေးချယ်လို့ရတယ်အလုံးရေအတွက်နဲတယ်2မျိုးပေါင်းမှ9လုံးလောက်ပဲရှိတယ်ဥရလူပါဟိုအပေါ်ကအလုံးလည်းအတူတူပဲဒီကောင်ကလည်းဒါ43ပေါင်ပြောက်ကို12သိန်းပဲသူလည်းအစ်စ်ပဲပေါင်ပြောက်ပဲเนาะအဲ့တော့အစ်စ်လိုချင်တဲ့လူမိတ်ဆွေတွေအစ်စ်ရမယ်စကန်ဟန်မှန်အစ်စ်နဲ့ဆင်ထားတဲ့အလုံးတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းစကန်ဟန်မှန်အစ်စ်နဲ့ရှိမယ်ဗျာအဲ့တော့လိုချင်တဲ့မိတ်ဆွေတွေဥရသူလေးပေါ့ဗျာเนาะအလုံးတွေကတော့အများကြီးမရှိဘူးအနည်းချင်းပဲရှိတယ်အဲ့တော့လိုချင်တဲ့မိတ်ဆွေတွေအပေါ်ကဖုန်းနံပါတ်ကိုဆက်သွယ်မှာယူလို့ရတယ်လို့ဆိုင်ကိုယ်တိုင်ကိုကြလာရောက်ရွေးချယ်ဝယ်ယူလို့လည်းရပါတယ်ဆိုတဲ့ကြောင့်သတင်းကောင်းပါတာပါဗျ